大家好，我来今天也是给大家看一下这一颗，它这一颗的话，天然的尖晶，红尖晶，很好看哦，你们看一下。它这一颗的话，就是这种打灯看的话有闪的效果，这说明就是火柴也是挺好的啊。它里面的话就是有小内含物的，但是它这是不影响美观的一个料子啊，看到是好看的哦，家人们。然后呢，它这一颗的话，它这一颗是有2克拉多。这一颗是有2克拉多的，家人们很好看哦。然后呢，它这一颗价格也是1500人民币，这一颗价格也是1500人民币哦。如果喜欢的话，可以给小薇来说的啊，不是来说，如果喜欢的话可以私信的啊，家人们。Hello， အားလုံးပဲမင်္ဂလာပါရှင်။ဒါမျိုးကျတော့recipe လေးပေါ့နော်။ဒါလေးရန်လာနဲ့ထွင် recipe လေးပါတပါဝါသူထွက်လေးရန်လာဒါလေးဆိုလို့ရှိရင်လက်စွပ်လုပ်ဝတ်လို့လည်းရပါတယ်ရှင်။ဒါလေးကကျတော့အဆောင်နေနဲ့လည်းသုံးလို့ရတယ်ပေါ့နော်။ဒါလေးဆိုလို့ရှိရင်ဝယ်ရတဲ့ဈေးလေးနဲ့လည်းတက်ပါတယ်ရှင်။ဒါလည်းမှတော့ပြည်မှာစာနေနေလေးရှိပါတယ်ရှင်။ဒါမဲ့သူကဒီလိုဈေးနဲ့ရတယ်ဆိုတာတက်ပါတယ်ပေါ့နော်။ဒါလေးဆိုလို့ရှိရင်ဈေးလေးကကျတော့လေးသိန်းလေးပါပဲရှင်။ဒါလေးဈေးလေးကလေးသိန်းလေးပါတက်လို့ရှိရင်တော့စီမလာခဲ့ပြီပေါ့နော်။လာတယ်နော်ဒါလေးနဲ့ကလပ်ချူတော့ရှိရရှင်။